ကျွန်တော် RCTV စမ်းသပ်တဲ့နီးမြန်မာတနိုင်ငံလုံးကဆရာများဖြစ်ကြတော့ Basic Engineer တို့တွားမေးကြည့်လို့ရပါတယ်ဒီစမ်းသပ်နီးကမှားနေပါသလားလွဲနေပါတော့ကြိုက်တဲ့ Basic Engineer ကိုတွားမေးလို့ရပါ Basic Engineer ကိုလက်တက်ပညာရှင်ကိုလည်းတွားမေးကြည့်လို့ရပါတယ်ကျွန်တော်ကပစ္စည်းတွေမစုံလင်တဲ့ extra လေးဘက်ကနေပဲစဉ်းစားပြီးအရာအလုံးတင်ပေးတယ်တုံတန်းဘာလို့လဲလူတိုင်းကြီးဆရာကန်တော့ပစ္စည်းစုံဆိုမယ်လူတိုင်းကြီးပစ္စည်းစုံနေနိုင်ဘူးကျွန်တော်စမ်းတဲ့အရာတွေဒီလုပ်တဲ့အရာတွေပစ္စည်းလေးမရှိနဲ့ဖြစ်အောင်လုပ်ရမယ်ဆိုတော့အဲ့ဒီအတိုင်းကိုရအောင်အဲ့ဒီနည်းရအောင်လုပ်ရမယ်ဆိုတော့အတွေးမျိုးပဲကျွန်တော်လုပ်ပေးတယ်โอเคပါလဲကျွန်တော်ပြမယ်နော်ကျွန်တော်တို့ RCT စမ်းတဲ့အချိန်ပေါ့နော်အခုကျွန်တော်ဒီမီဒီလေးပေါ့ကျွန်တော်မီဒီလေးမှာတစ်လုံးထုံးထားတယ်ကျွန်တော်ပြမယ်မီဒီလေးတစ်လုံးထုံးထားတယ်နော်မီဒီလေးတစ်လုံးထုံးထားဒီမီဒီလေးရဲ့ ampere ကိုကျွန်တော်တိုင်းပြမယ်နော်စကွန်လေးတော့နည်းနည်းချုံလာအောင်မယ်နော်မီဒီလေးရဲ့ ampere ကိုတိုင်းမယ်ကျွန်တော်ဒီမှာမီတာရှိမယ်နော်မီတာကို6 ampere မှာထားမယ်နော်ဒီမီဒီရဲ့ ampere 6 ampere အောက်မှာပဲရှိမှာမဟုတ်လို့6 ampere ထားမယ်ကျွန်တော်ဒီမှာညှက်လိုက်မယ်နော်ညှက်လိုက်ပြီကြည့်ပါ0.013 ampere အဲ့ဒါဒီ13 milli ampere ပဲရှိပါတယ်ဗျ13 milli ampere RCTV ဒီဘာဖြစ်လဲကျွန်တော်ပြမယ် RCTV ကိုကျွန်တော်ဆွဲပြမယ်နော်တက်နိုင်တော့လောက်ထိမြင်ရမလားမသိဘူးဒီမှာကျွန်တော်ပြမယ်ဒီဘက်မှာ30 milli ampere ပေါ့နော်အမှတွေးရလိမ့်မယ်အပေါ်နားလေးမှာ30 mA ဆိုပြီးတွေးလိမ့်မယ် i data n 30 mA ဆိုပြီးတွေးလိမ့်မယ်အဲ့ဒါလေးရဲ့အောက်ကို13 milli ampere ဆိုတာကြာတယ်အဲ့တော့ကျွန်တော်စမ်းတာက13 milli ampere နဲ့စမ်းတယ်အဲ့တော့ခုတည်းကျွန်တော်တဲ့အကောင့်ထဲမှာလည်းကျွန်တော်တို့တည်တက်တဲ့ဆရာတွေအများကြီးရှိပါတယ်ကျွန်တော်ကဒီ beginner တွေကိုမျှဝေခြင်းတဲ့သဘောတရားတစ်ခုပါပဲရှိတဲ့ပစ္စည်းတွေရှိအောင်စမ်းဖို့အတွက်အဆင်ပြေတဲ့ body မျိုးလေးတစ်ခုပဲကျွန်တော်လုပ်ပေးတာပါအဲ့ဒီတော့ကျွန်တော်ပြမယ်ဒါကိုစမ်းမယ် loss ဒီမှာဒါ breaker ရဲ့အထွက်ကပေါ့နော်ဒါ breaker ရဲ့အထွက်ကကျွန်တော်ပြမယ်ယူထားတယ်ဒီမီးသီးလေးဒီ breaker ရဲ့အထွက်ကဖြစ်ပါတယ်နော်ဒီမီးသီးလေးဒီ breaker ရဲ့အထွက်ကဖြစ်ပါတယ်နော်အဲ့တော့ breaker ချလိုက်မယ်ဆိုရင်မီးသီးလေးငိမ့်သွားပါလိမ့်မယ်ကျွန်တော်ချပြမယ်မီးသီးလေးငိမ့်သွားပါတယ်နော်ဟုတ်ပြီနော် breaker တင်လိုက်မယ်ဆိုရင်မီးသီးလေးကလင်းလာပါတယ်အဲ့ဒီတော့ဟုတ်ပြီကျွန်တော်ပြောမယ်အောင်ဆက်လုပ်မယ်ဆိုတော့ဒီမီးသီးလေးပဲကျွန်တော်စမ်းဖို့အတွက်ပေါ့နော်ကျွန်တော်ဒီမှာဒီကနေ line ဟိုပါပေါ့နူးဆွဲပင်ကိုယူမယ်ဒီမီးသီးလေးနဲ့နူးဆွဲပင်ကိုယူထားမယ်အဲ့ဒီမှာမီးလင်းနေမြင်ရလားမသိဘူးမီးလေးလင်းနေနော်အဲ့တော့ကျွန်တော် face pin ကိုဖြုတ်လိုက်မယ်โอเคနူးဆွဲပင်ကိုယူထားမယ်အဲ့တော့ကျွန်တော်ဒီမှာကန်လို့ရတာပေါ့နော်နူးဆွဲပင်တော့အဲ့တော့ဒီကနေကျွန်တော်နူးဆွဲပင်ရောက်နေပြီပြန်ပြမယ်ဒီမီးသီးလေးဒီမှာနှစ်ပင်သွားထားတယ်ဒီမှာထပ်သွားတယ်မီးသီးကိုရောက်တယ်နော်အမီးသီးလို့ကျွန်တော်ဒီလေးခဏချိတ်ပြမယ်ဒီလေးပဲချလိုက်တော့မယ်နော်အမအဲ့တော့ဒီကနေကျွန်တော်နူးဆွဲပင်ရောက်နေဒီပလက်ကနေပေါ့နော်ဒါ face pin ကိုထိရမယ်အဲ့တော့ကျွန်တော်ပြန်ပြောမယ်နော်အဲ့ဒီအကောင်လေးဒီမီးသီးဒီ13 milli ampere ပဲရှိတယ်ဒီမှာရေးထားတာ30 milli ampere ဆိုရင်ပြုတ်ကြမယ်လို့ရေးထားတယ်โอเคကျွန်တော်စကားမဆက်ပြောဦးမယ်ကျွန်တော်ဒီမှာဒီလိုခလိုက်တာနှစ်ပိတ်တဲ့အလုံးလေးရမယ်တစ်ခါတည်းနဲ့ဖျားတက်လို့ရမယ်နှစ်ပြားတက်လို့ရမယ်အားလုံးအဆင်ပြေအောင်တုံးနေကြတယ်တွေ့ရတယ်ပြီးတော့ဒီလိုပိုက်ကွေးလေးရမယ်20 milli ပိုက်ကွေးလေးတွေ25 milli ပိုက်ကွေးလေးတွေအင်ဒိုမလေးအိန္ဒိယမှာအခုထိသုံးနေတော့ပစ္စည်းလေးတွေတက်စင်ရအရန်လွယ်ကူတယ်လေးလွင်နေတယ်လူတက်တာလေးမြန်ဆန်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ခုနကပြတာတော့ကြောင်း30 milli ampere ပဲရှိမယ်အဲ့ဒါနဲ့ကျွန်တော်စမ်းမယ်သူက30 milli လူတစ်ယောက်ဒီ30 milli ampere ဆိုလို့ရှိရင်50 milli ampere ဆိုသိနိုင်တယ်အသက်ဆုံးရှုံးမှုဖြစ်စေနိုင်တယ်အဲ့တော့50 milli ampere ရဲ့အောက်ဖြစ်တဲ့အတွက်30 milli ampere breaker ဖြုတ်ချပေးထားတယ်အဲ့တော့ကျွန်တော်သူ့ထက်နည်းတဲ့13 milli ampere နဲ့စမ်းမယ်ခုနကျွန်တော်ပြထားတဲ့ 0.013 ဟိုဟာလို့ထပ်ကိန်းလို့ပြောလို့ရှိရင်တော့10 to the power -3 ပေါ့ဗျာနော်ဟိုဟာဆိုလို့ရှိရင်ဟို milli ampere အပြည့်ကိန်းပြေးလို့ရှိရင်13 milli ampere ပေါ့ဗျာနော်ဟိုဆိုလို့ရှိရင်30ပေါ့-30ပေါ့โอเคအဲ့တော့ 1.3 ပေါ့နော်အဲ့တော့ကျွန်တော်ပြောမယ်ပြန်ပြောမယ်စမ်းပြီးတော့13 milli ampere နဲ့ကျွန်တော်စမ်းပြမယ်နော်အခုကနူထရယ်ရောက်နေပြီဒီမှာနူထရယ်ရောက်နေဒီမီးသီးမှာနူထရယ်ရောက်နေပေါ့မီးသီးလေးမြင်ရမှာမသိဘူးအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ထောက်မယ်အဲ့ဒီမှာမြင်ရလားဒီမှာလင်းဟိုဟာလေး face pin လေးအဲ့တော့ကျွန်တော် face pin ကိုလမ်းထောက်လိုက်မယ်နော်အဝင်ကနေလမ်းယူရတာနော်အဝင်ကနေလမ်းယူတာမီးသီးအစိမ်းလေးကိုလည်းကြည့်တာဒီဟာကိုလည်းကြည့်တာပါโอเค13 milli ampere နဲ့ဆန်းတာပြုတ်ကြရမယ်ကျွန်တော်ကြိုက်တာ73 20ပြင်ပို့မကြိုက်ဘူး
7320ပြင်ပုံမကြဘူးဘရေကာတစ်ခုကိုဆမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်ရှိတဲ့မရှိတဲ့ပစ္စည်းနဲ့ရအောင်ဆမ်းရဗျာကားတဲ့အင်ဂျင်နီယာတွေမသုံးဘူးဗျာဒါကိုလက်လောက်ဒါကိုလည်းကြားတဲ့အင်ဂျင်နီယာကြားတဲ့ပညာရှင်တို့တော့လက်ခံပေးရလိမ့်မယ်မရှိဘဲနဲ့ကျွန်တော်ရှိထားနေရအောင်သုံးမယ်โอเคပြန်ပြမယ်နော်ဒီမှာ face ပြင်မြင်ရတာမသိဘူးဟိုမှာ face ဟိုမှာ neutral ရောက်နေပြီအဲ့တော့ face ကိုဝင်ရနေလမ်းယူမယ်ပြန်ကြည့်မယ်မီးသီးလေးကိုကြည့်မယ်ဘရေကာကိုကြည့်မယ်ကျွန်တော်ထိလိုက်မယ်โอเค73 milli ampere 20 milli ampere နဲ့ပဲစမ်းပါ RCCB တို့ RCCB အသက်တင်မှာတော့မှဘရေကာပြုတ်မကြတာတွေရှိရင်တော့အခုလိုမျိုးစမ်းလိုက်ခြင်းမှာကျွန်တော်ကိုယ်တိုင်နှလုံးကြုံမှုတယ်အဲ့တော့အဲ့ဒီအိမ်ကို installation လုပ်မယ်ဆိုရင်အားလုံးသောမီးချပေါင်းတို့ကျွန်တော်မြစ်တက်ရက်ခံပါတယ်တက်စီလုပ်ပြီးမှတက်ပေးပါတက်ပေးကိုမြစ်တက်ရက်ခံပါတယ်အိမ်ရှင်အတွက်ဟိုအသက်အန္တရာယ်ကာကွယ်ဆောင်ရှောက်မှုတစ်ခုဖြစ်အောင်လုပ်ပါကျွန်တော်တို့ဟိုဆိုလို့ရှိရင်လည်းပဲအိမ်တွေကိုဆင်မယ်ဆိုလို့ရှိရင်တက်ကို testing လုပ်ပါတယ် testing လုပ်ပြီးတော့ပဲ engine တွေကိုတက်ပေးပါတယ်တက်ပြီးတော့မှ all a ဒါဆိုလို့ရှိရင်20လောက်ဆိုတော့15လောက်ဆိုတော့အဆင်ပြေတယ်ကျွန်တော်စမ်းတာတော့15လေးနဲ့ပဲစမ်းတာများတယ်အများစုကတော့ all engine တော့အဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့ဒီ post ကနေတစုံတရာအကျိုးမြတ်ရရှိမယ်ဆိုလို့ရှိရင်တငယ်ချင်းတွေသိအောင် share ပေးဖို့ရယ် comment လေးတစ်ခုလောက်ပေးဖို့ရယ်ဟို report လေးပေါ့ပြန်ပြီးတော့ဟိုပေါ့favorite ပေးဖို့ပဲเนาะကြိုက်တဲ့အချိန်မှာပြန်ကြည့်လို့လွယ်အောင် favorite ပေးထားဖို့ရယ်ကျွန်တော်အဲ့အရာလေးတောင်းဆိုပါခင်ဗျာအားလုံးပဲလုပ်ငန်းကိုင်များအဆင်ပြေကြပါသေးဗျာ see you again